လာပါဒီနေ့ကတော့ခင်ဗျားကလေအစီရင်နေလောက်တလားအစီရင်နေကဘာလို့လောက်တယ်လဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားပြောပေးချင်တာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးခင်ဗျားကအစီရင်နေလောက်ပေးသလားဘာအစီရင်နေလောက်ပေးတယ်လဲအစီရင်နေကဘာကြောင့်လောက်ကြတာလဲဒါမျိုးလေးတွေကိုခင်ဗျားတဲတော့ကပြောတဲ့ပုံမှာမူတည်ပြီးတော့ခင်ဗျားပြန်ရှင်းပြပေးမယ်နော်အဲ့တော့အစီရင်နေကဘာလို့လောက်ကြလဲလို့မေးတဲ့အခါကျရင်embrace ပေါ့နော်တခါလေကိုယ့်ရဲ့ဘဝမှာပျောက်ဆုံးနေတဲ့အပိုင်းအစတွေရှိတယ်ပျောက်ဆုံးနေတဲ့အပိုင်းအစတွေဆိုတာကိုယ့်ရဲ့စိတ်အခက်အခဲတွေကိုယ့်ရဲ့စိတ်အတက်ကြပေါ့နော်စိတ်အားငယ်မှုတွေနောက်ကိုယ့်ရဲ့အစင်မပြေမှုတွေပေါ့အခြေရေးဆိုလဲကိုချစ်တဲ့သူနဲ့ကိုယ်ကွင်းရမှာဆိုတဲ့ပူပန်မှုစီးပွားရေးဆိုလဲကိုယ့်ရဲ့ငွေကြေးလက်လာပါတွေပျောက်ဆုံးတော့မှာဆိုတဲ့ပူပန်မှုလူမှုရေးဆိုရင်လဲကိုယ့်ရဲ့စမ်းပွင့်နေတာတွေကိုယ့်ရဲ့လူချစ်လူခင်ပေါ်တဲ့ကံကောင်းခြင်းတွေပျောက်ကွယ်သွားမှာစိုးတဲ့အတွက်ကြောင့်မလို့အချင်းချင်းရှာဖွေလို့ရအောင်အချင်းချင်းဆိုတဲ့အဓိပ္ပာယ်ကလက်လာပါးတွေပွင့်ချင်တဲ့လူဆိုလဲကိုကလက်လာပါးတွေကိုတွေ့အောင်လက်လာပါးတွေကကိုကိုတွေ့အောင်ချစ်သူခင်သူပြန်ပြီးတော့ပေါင်းဖက်ဖို့အတွက်အစီအရင်လုပ်တယ်ဆိုလို့ရှိရင်လေကိုကသူ့ကိုတွေ့အောင်သူကကိုကိုတွေ့အောင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆိုလဲကိုယ့်ရဲ့အသက်ကံကကိုယ်နဲ့မဝေးသွားအောင်အသက်ကံကကိုယ်ခန္ဓာကိုယ်မှာတည်မြဲအောင်ဒီလိုမျိုး each other ပေါ့နော်ပျောက်ဆုံးနေတဲ့အစိတ်ပိုင်းလေးတွေကိုပြန်ပြီးတော့ဆွဲခေါ်ကြတဲ့နေရာမှာအစီအရင်တွေကိုသုံးကြတယ်။နောက် balance ပေါ့ချစ်ချင်းမေတ္တာတစ်ခုတည်းမေတ္တာတရားကိုလက်ကင်ထားရုံတစ်ခုတည်းနဲ့အရာအလုံးကမျှချင်ရောက်သွားတာတော့မဟုတ်ဘူးအဲ့တော့ဘယ်အရာမှမဆိုထောက်ပံ့မှုနဲ့စိန်ခေါ်မှုဆိုတာကဒွန်တွဲနေပြီးတော့ balance မျှနေဖို့လိုတယ်မမြင်ရတဲ့လောကဆိုတာကမြင်ရတဲ့လောကလူတွေလိုပဲလူဆိုးရှိတယ်လူကောင်းရှိတယ်လူတွေကိုဥပ္ပခါပြုတ်ထားတဲ့စိုးတာရောကောင်းတာရောဘာမှမလုပ်တဲ့ဂျားနေလူတွေလည်းရှိတယ်အဲ့လိုပဲ spiritual လောကမှာလည်းကောင်းတဲ့သူမကောင်းတဲ့သူတွေရှိတယ်အဲ့ဒီကောင်းတဲ့သူမကောင်းတဲ့သူတွေကိုယုံကြည်ကြတယ်ဆိုလို့ရှိရင်ကိုကဒီရိုးရိုးတနက်ထိတွေ့ဆက်ဆံလို့ရတဲ့လူတွေတရိษံတွေကိုတောင်မှအထောက်ပံ့ပေးတာမျိုးအထောက်ပံ့ယူတာမျိုးလုပ်တယ်လို့ပဲဒီ spiritual လမ်းစဉ်ကိုလိုက်နေတဲ့သူတွေစီကနေလည်းကောင်းတဲ့ပုံကူကနေဖြစ်ဖြစ်မကောင်းတဲ့ပုံကူကနေဖြစ်ဖြစ်ကိုကအထောက်ပံ့ယူတယ်သို့မဟုတ်သူတို့ကိုအထောက်ပံ့ပေးတယ်ဆိုတာမျိုးရှိတယ်နောက်တစ်ခုကစိန်ခေါ်မှုဆိုတာကတော့ကိုယ့်ဘဝရဲ့အနေအမြင့်ကိုယ့်ဘဝရဲ့အခက်အခဲတွေကိုစိန်ခေါ်မှုတွေနဲ့ဖြတ်တန်းရတယ်ကိုကစိန်ခေါ်မှုတွေကိုမလိုချင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘဝကြီးကတည်ငြိမ်နေတဲ့ရေပြင်ကြီးလိုပဲငြိမ်သက်နေမှာပဲရေစီးဆင်းမှုမရှိတဲ့ကန်ထဲမှာပဲကိုယ့်ဘဝကြီးကဒီလိုဖြစ်နေရဆိုရင်ကြာလာရေကန်ကြီးကပုတ်လာမှာပဲရေစီးဆင်းမှုမရှိတဲ့အလျောက်အထဲမှာမကောင်းတဲ့အညှိတွေမကောင်းတဲ့အညစ်အကြေးတွေဖြည်းဖြည်းနဲ့တက်လာပြီးတော့ဒီရေကန်ကြီးကပုတ်လာမှာပဲအဲ့တော့ဒီရေကန်ကြီးမပုတ်လာဘူးတော့ရေကိုလဲပေးနေဖို့လိုတယ်လှုပ်ရှားပေးနေဖို့လိုတယ်အဲ့တော့ကိုယ့်ဘဝကိုလှုပ်ခတ်ပေးနေဖို့လိုတယ်လှိုင်းနေရှိနေဖို့လိုတယ်အဲဒီခါကျတော့ဒီလိုမျိုးစိန်ခေါ်မှုတွေရှိမှလဲကိုယ့်ဘဝရဲ့အတက်ကြအနေအမြင့်တွေကအဓိပ္ပာယ်ရှိမှဖြစ်တဲ့အတွက်ထောက်ပံ့ပေးမှုတွေနဲ့အတူစိန်ခေါ်ပေးမှုတွေကိုချိန်ခွင်မျှချေရှိအောင်လုပ်ဖို့လိုတယ်အဲ့လိုမျိုးချိန်ခွင်မျှချေရှိအောင်လုပ်ဖို့လိုတဲ့အတွက်ကြောင့်လည်းဒီလိုအစီအရင်တွေဆိုတာကလိုအပ်လာတာတပတ်ထပ်ကြွတယ်အစီအရင်တွေထပ်လုပ်အစီအရင်တွေလုပ်တယ်ဆိုတာကလည်းကောင်းတဲ့အစီအရင်ရှိတယ်မကောင်းတဲ့အစီအရင်ရှိတယ်အဲ့တော့ကိုကဘယ်လိုမျိုးအစီအရင်ကိုလုပ်မှလဲပုံမူတည်ပြီးတော့ကိုဘဝရဲ့ balance တွေကအဆုံးဖြတ်ပေးသွားတယ်နော်ဒါကနောက်တစ်ခါထပ်ကြွလာလို့ပေါ့နော် life is a series တဲ့ဆိုတော့ဘဝကြီးကလေခင်ဗျတို့ဒီရုပ်ရှင်တွေ series တွေလိုပဲအပိုင်း1အပိုင်း2အပိုင်း3အပိုင်း4အဲ့လိုမျိုး chapter တွေနဲ့သွားကြတယ်เนาะစာအုပ်ဆိုလို့ရှိရင်လည်းအခန်းဆက်ဝတ္ထုတွေလိုပဲအပိုင်းအဆက်ဆက်နဲ့သွားကြတာဖြစ်တဲ့အတွက်အပိုင်းတစ်ပိုင်းစီမှာအရွေလေးတွေကရှိတယ်အဲ့တော့အရွေမရှိသေးရင်ဒါဒီအခန်းဆက်ဝတ္ထုမဟုတ်သေးဘဲနဲ့တစ်ခန်းပဲရှိသေးတယ်အရွေတစ်ခုကိုပြောင်းသွားပြီဆိုတော့ဒါဒီ chapter 2ဖြစ်သွားပြီအဲ့ chapter 2မှာအတက်အကျအနေအမြင့်ပါလေးတွေပဲရှိနေသေးပြီးတော့နောက်ထပ်အရွေးတစ်ခုအကြီးကိုရွှေ့သွားပြီဆိုရင်ဒါဒီ chapter 3ဖြစ်သွားပြီအဲ့လိုမျိုး chapter တွေတစ်ခုတစ်ခုစီကိုသွားတဲ့အခါမှာ go with the flow လေးမှာ surprise တွေမဖြစ်နေဖို့အတွက်အစီအရင်တွေဆိုတာကလည်းလိုအပ်တယ်အဲ့တော့ကိုကဒီ tarot တွေကိုယုံလို့အောင်လန်းအတိုက်ခိုက်တွေရှိမရှိကိုစစ်ဆေးခြင်းလို့လာစစ်ဆေးတဲ့အခါမှာဒီလိုမျိုးကာလတွေမှာတော့ရှိနိုင်တယ်လို့ကိုကကြိုသိထားရင်စာမွေးကန်းထဲမှာမေကုန်းကိုကကြိုရထားသလိုပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအစီအရင်တွေနဲ့ကာတဲ့နာကရှောင်းတင်တာရှောင်းဒါတွေလုပ်ပြီးတော့ကိုဘဝရဲ့အခန်းဆက်ဝတ္ထုကိုရေးရမယ်ပေါ့နော်ဒါမျိုးလေးတွေကို spirit တွေကပြောတာပါ
ဒီအစီရင်တွေလုပ်တယ်ဆိုတာကလည်း clarification ပေါ့နော်တိကျတေချာချင်းကိုလိုချင်လို့ပေါ့ဥမာကိုကစာမကြိုးစားပဲနဲ့စာမွဲအောင်ခြင်းလို့အစီရင်လာလို့တော့မရဘူးကိုကစာကြိုးစားထားတယ်ဒါပေမဲ့ကျမ်းမာရေးအရန်ညမ်းတဲ့အတွက်စာမွဲဖြေခံဒီတိုင်းမှာကိုက excited တွေအရန်ဖြစ်ပြီးတော့ဆေးရုံတွေဆေးကန်တွေသွားပြီးတော့တကယ်တမ်းစာမွဲဖြေတဲ့အခါမှာအမှတ်မကောင်းဘူးဒီလိုမျိုးဆိုရင်တော့အစီရင်လာလုပ်လို့ရတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုစာချက်တဲ့နာကိုစာချက်ကိုစာလုပ်တဲ့နာကိုစာလုပ်ကျမ်းမာရေးကောင်းအောင်အနှောက်အယှက်ကင်းအောင်ကိုစိတ်တည်ငြိမ်အောင်လို့အစီရင်တွေလုပ်လို့ရတယ် clarification ကိုကအဓိကပြဿနာကိုသိဖို့လိုတယ်လေစာမွဲကြရခြင်းဒီစာမလုံးလို့လားကျမ်းမာရေးအနှောက်အယှက်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကြောင့်လားစာမလုံးလို့ဆိုရင်တော့အစီရင်ကလုံးလို့မရပါဘူးကျမ်းမာရေးအနှောက်အယှက်ကိုယ်စိတ်လှုပ်ရှားမှုဆိုရင်တော့ဒါတွေအစီရင်လုံးလို့ရတယ်ကိုကတိကျတဲ့ပြဿနာကိုတိကျတဲ့အဖြေပေးရမှာပေါ့ဥပမာအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးတော့လာလောက်ကြတယ်လာလောက်ကြတဲ့နေရာမှာကိုကလည်းမကောင်းတဲ့သူဖြစ်သေးတယ်သူ့ကိုလည်းဆွဲခေါ်ထားခြင်းနဲ့ဆိုရင်တော့ဒါမညီမျှတဲ့ခုနကပြောသလို balance မမျှတဲ့အရာဖြစ်သွားပြီကိုကအနဲ့ကြီးပဲခံနေရတဲ့အချိန်မှာတစ်ဖက်ကလူကလည်းအမားတွေလုပ်နေတဲ့အချိန်မှာကိုကသူ့ကိုလက်မလွတ်နိုင်ဘူးဒါမှမဟုတ်ကိုကသူ့မှသူကိုဘဝကြီးမှာသူမရှိလို့မဖြစ်ဘူးဆိုရင်တော့ဒါဒီကိုဘဝရဲ့ပြဿနာဖြစ်နေတယ်ကိုဘဝမှာသူမရှိလို့မဖြစ်ဘူးဆိုတာကပြဿနာဖြစ်နေတဲ့အတွက်ဒီပြဿနာကိုဖြေရှင်းဖို့အစီအစဉ်လုပ်ကြတယ်ဒါမျိုးလေးကိုပြောရအောင်နော် clarification ဆို caution needed ဒါကကြတော့လေခင်အောင်တို့အစီအစဉ်လုပ်တဲ့အခါမှာ caution needed ဆိုတာကသတိထားဖို့လိုတယ်ခင်အောင်ကအောက်လန်းအတိုက်ခိုက်ပညာတွေကိုသင်လဲမသင်ထားသလိုလုပ်လဲမလုပ်တတ်ပါဘူးခင်အောင်ဒီအဘအောင်မင်းကောင်းမျိုးယုံကြည်တတ်ဝင်ပြီးတော့အဘရဲ့ဒီသွန်သင်ဆုံးမပြသမှုတွေနဲ့အတူအမေချမ်းကစပြီးတော့မေတော်ကြီးတွေရဲ့ဆောက်ရှောက်မှုတွေနဲ့ခင်အောင်ကဒီအစီအရင်ကိုလုပ်ပေးတယ်အမေတို့ကတတိမေတော်၊ကွမ်ရင်မေတော်တို့ပေါ့နော်နောက်ပုပ်ပါမေတော်နောက်အမေနန်ကြီးကအမေရင်ကတော့ခင်အောင်တို့ကဒီအောက်လန်းအစီရင်အတွက်ဆိုတာထက်အောက်လန်းအစီရင်နဲ့လာတိုက်တဲ့သူတွေကိုအမေရင်စီမှာတိုင်တာပေါ့နော်အမေရင်ကဲပေးပါဆိုတဲ့ပုံစံမျိုးတိုင်တာမျိုးတွေခင်အောင်တို့ကလုပ်တယ်အဲ့တော့ caution needed ကဘာပြောချင်တာလဲဆိုတော့တခြားဆရာတွေနဲ့တော့မသိပေမဲ့ခင်အောင်ရဲ့အယူဆမှာကြတော့ခုနခင်အောင်ပြောသလိုပဲခင်အောင်အောင်လန်းတိုက်ခိုက်တွေကိုမလုပ်တတ်ဘူးလုပ်လဲလုပ်လို့မရှိဘူးဆိုပေမဲ့ကိုလုပ်ပေးလိုက်တဲ့အရာတခုကအောင်လန်းဆန်ဆန်ဖြစ်သွားတာမျိုးဖြစ်လေဖြစ်တာလည်းရှိတယ်အောင်လန်းစီရင်လို့ပြောလိုက်လူတွေတော်တော်များများကတင်းချိုင်းကုန်းကပစ္စည်းတို့မကောင်းတဲ့ပစ္စည်းတို့သူများအသက်ကိုတတ်ထားတာတို့သွေးတို့ဒါမျိုးလေးတွေကိုအခြေခံအားဖြင့်တော့သိကြတယ်ဒါပေမဲ့ဒီအောင်လန်းမဟုတ်တဲ့ပညာရက်တွေကြတော့ဆိုကြပါစို့အင်းအတက်ပညာတို့ဖျောင်းနဲ့ဒီကန်တဲ့ healing လုပ်တဲ့အတက်ပညာတို့ဒါမျိုးလေးတွေကြတော့ဒါအောင်လန်းမဟုတ်ဘူးလို့လူတွေကတကယ်လည်းအောင်လန်းမဟုတ်ပါဘူးဒါပေမဲ့သုံးတဲ့အချိန်သုံးတဲ့စိတ်ထားသုံးတဲ့နေရာသုံးတဲ့သူပေါ်မူတည်ပြီးတော့အောင်လန်းဆန်ဆန်အမှားတွေဖြစ်သွားတာလည်းရှိတတ်တယ်အဲဒါကြောင့် caution needed လို့ပြောထားတာပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာဆိုကြပါစို့ကိုကကိစ္စတစ်ခုကိုထားပါတော့အင်ချန်မီပေါ့နော်အင်ချန်မီအယောင်းဝယ်အတွက်အမေချမ်းကြီးကိုပွဲတွေအပ်ကြတယ်အပ်ကြတဲ့အခါမှာကိုရိုင်းကမတမာဘူးဆိုကြပါစို့ခင်ဗျုံးတို့ကဒီလာအပ်တဲ့သူကဒါကျမရဲ့အိမ်ပါကျမအိမ်ကိုကျမရောင်းချင်တာပါကျမကိုရောင်းလုပ်ပေးပါလို့ပြောတဲ့အခါမှာခင်ဗျုံးတို့ကစီရင်ပေးလိုက်တယ်ပေါ့အဲ့ဒီအိမ်ကရောင်းထွက်သွားတယ်ရောင်းထွက်သွားတဲ့အခါမှာဖြစ်ချင်တော့အမွေဆိုင်အိမ်ဖြစ်ပြီးတော့ကိုလုပ်ပေးတဲ့သူကတော့အများကြီးပတ်စံရအောင်ပါကြီးကျန်တဲ့မောင်နှမတွေကပတ်စံမရတဲ့အခါမှာဒါဒီအောက်လန်းအစီရင်နဲ့အောင်မြင်ထားတာတော့မဟုတ်ပေမဲ့အကုသို့ဖြစ်စေတဲ့အစီရင်ဖြစ်တဲ့အတွက် caution needed ဆိုတာမျိုးတွေကပေါ်လာတာเนาะခင်ဗျားတို့ကအစီရင်တစ်ခုလုံးတော့မယ်ဆိုလို့ရှိရင်ဒီအစီရင်ကဘယ်လောက်ထိတက်ရောက်မှာလဲဘယ်သူအထိတက်ရောက်မှာလဲဆိုတာအထိလိုက်စဉ်းစားရတယ်အဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်လို့လောက်ကြပြီဆိုလို့ရှိရင်လေတစ်ဖက်ကလူကဖောက်ပြန်နေလို့ချိန်ငိမ်အောင်လုပ်ပေးပါကိုယ်စကားနားထောင်အောင်လုပ်ပေးပါဆိုလို့လုပ်ပေးလိုက်ကမှဖောက်ပြန်တာနှစ်ဖက်လုံးဖောက်ပြန်ပြီးတော့ဥတဲ့သူကလာတိုင်တာမျိုးဆိုလို့ရှိရင်နှစ်ဖက်လုံးကလည်းဖောက်ပြန်သေးတယ်လာအပ်တဲ့သူရဲ့စကားကိုလည်းတစ်ဖက်ကလူကပြပြဝင်အောင်နားထောင်နေရတယ်ဆိုရင်ဒါခင်ဗျုံးတို့ကအာကုသို့အလုပ်ဖြစ်သွားတယ်ကိုလူကလည်းမှန်မှန်ဘူးပြီးတော့တစ်ဖက်လူကိုလည်းနင်းသေးတယ်ဆိုလို့ရှိရင်ဒါ caution needed ဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်အဲ့တော့အစီရင်လာလုပ်တဲ့သူတွေအနေနဲ့ကလည်းခင်ဗျုံးတို့ကလည်းအာကုသို့တွေဖြစ်သွားတဲ့အတွက်ဒါပြစ်ဒဏ်ခံရတာတွေရှိသလို
စစ်ဆေးမှုမှာလိုအပ်ချက်တွေကြောင့်ခင်ဗျားတို့ကဒါပြစ်ဒဏ်ခံရတယ်အဲ့လိုပဲဝေကျွေးပေါ့နော်ဝေကျွေးခံရတာတွေရှိသလိုလာလုတဲ့သူတွေအနေနဲ့ကလည်းဝေကျွေးခံရတာပဲဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ကသီလသမာဓိတည်ကြည်နေတယ်သီလသမာဓိတည်ကြည်နေတာမဟုတ်ရင်တော့ကိုကအမှားမလုပ်ထားဘူးကိုကအခန့်ဘက်ကကြီးပဲဖြစ်နေလို့လုပ်တယ်ဆိုလို့ရှိရင်တော့ဒါကအမှန်တရားဖြစ်တဲ့အတွက်နတ်မျက်နှာကောင်းတဲ့တွေပါတွေကအော် तू က၅ပါးသီလမလုံရင်တော့မကောင်းတာမလုပ်ထားဘူးဟဲ့ဆိုပြီးတော့ကူညီချင်းကြတယ်ဒါပေမဲ့ကိုက၅ပါးသီလလည်းမလုံကိုကမှန်တာလည်းမလုပ်ထားကိုကလည်းမှားတာတွေလုပ်ထားပြီးဥကောင်လာတိုင်တဲ့အခါကျရင်ကြတော့ခင်ဗျုံတို့ကဒီခင်ဗျုံတို့ရဲ့ဆေးတော်တွေပေါက်ထားတဲ့ဒီအစွမ်းနေနဲ့ခိုင်းလိုက်လို့သာအင်းနေနဲ့စီရင်လိုက်လို့သာခင်ဗျုံတို့စောက်တည်ထားတဲ့သီလသမားတွေနဲ့စီရင်ထားတဲ့အတတ်ပညာတွေအကြောင်းမို့လို့သာလုပ်ပေးလိုက်ရပါမယ်သူတို့ကမကြည့်ဘူးအဲ့တော့ဒီအစီရင်တွေပြက်ပြဲသွားတဲ့တနေ့သို့မဟုတ်ဒီအစီရင်တွေကိုကိုကမလုပ်တော့တဲ့တနေ့ကြရင်ကိုယ့်ရဲ့မကောင်းတဲ့ဒဏ်တွေကကိုယ့်စီပြန်ရောက်လာပြီးတော့အဲ့ကြရင်နှစ်ဆခံရတာမျိုးပေါ့ဒါကဝစ်လေတယ်လို့လည်းခေါ်ကြပါဘူးအဲ့ဒါကြောင့်မလို့အစီရင်တွေလုပ်တဲ့ခါမှာလည်းမကောင်းတဲ့အစီရင်ကိုလုပ်တာတော့မဟုတ်ပေမဲ့တစ်ဖက်လူလက်လာပါရအောင်ကျမ်းမာရေးကောင်းအောင်လင်မယားတွေချစ်ချစ်ခင်ခင်ဖြစ်အောင်ဒါမှမဟုတ်အရန်နှိပ်စက်တဲ့လင်မယားဖြစ်နေလို့ကွဲပေးအောင်လို့လုပ်တာမျိုးတွေလက်ပါချေပါလို့ toxic ဖြစ်လို့ကွဲအောင်လုပ်ပေးပင်မဲ့လည်းကိုယ့်ရဲ့ရည်ရွယ်ချက်ကမမှန်ကန်ခဲ့ဘူးကိုကစီရင်လုပ်နေတဲ့အချိန်မှာတင်းတင်းလေးပဲဖြစ်ဖြစ်အမားတစ်ခုခုဖြစ်သွားလို့ရှိရင်လည်းဒါအောင်လန်းအစီရင်လို့နာမည်တက်လို့မရပါနဲ့အာကုသို့ဖြစ်စေတဲ့အစီရင်လို့မျိုးပဲဖြစ်သွားစေတယ်เนาะအဲ့ဒါမျိုးလေးတွေကိုပြောတာပါအဲ့တော့အစီရင်တွေလုပ်တယ်ဆိုတဲ့အခါမှာတဲ့လူတွေလောက်ကြတာလေပေါ့နော်အစီရင်တွေလုပ်တယ်ဆိုတဲ့အခါမှာခင်ဗျုံတို့ကပုံကိုယ်တွေကိုတိုင်တင်ရတာပေါ့ပုံကိုယ်ကအများကြီးရှိရလေနော်ဒီအရှိတိုင်းကယုံကြည်ရတဲ့ပုံကိုယ်တွေရှိတယ်အနောက်တိုင်းကယုံကြည်ရတဲ့ပုံကိုယ်တွေရှိတယ်အများကြီးပဲလာပြီးတော့တိုင်တယ်တဲ့သူကသူ့ရဲ့အတိတ်သူ့ရဲ့အဆက်ဆောင်းရှောက်ရမယ့်ပုံကသူတို့ကိုယ်တိုင်ကြွရောက်လာပြီးတော့ဒီအစီရင်အတွက်တော့ဒီလိုတွေလှုပ်ဆိုပြီးတော့ခင်ဗျုံတို့အမိန်ကြားတယ်အဲကြလို့ရှိရင်ခင်ဗျုံတို့ကဒီကြားစရာပေါ့အကြားအာယုံဒီမနှောအာယုံနဲ့ခင်ဗျုံတို့ကသူတို့ပြောတဲ့အစီရင်တွေကိုနားနဲ့မှတ်ပြီးတော့လိုက်ရေးချပြီးတော့ဒီအစီရင်တွေကိုလုပ်ပေးရတယ်ကိုကိုတိုင်းကဂျားခံပစ္စည်းတစ်ခုအနေနဲ့သူတို့လှုပ်ချင်တဲ့ပစ္စည်းတွေသူတို့လှုပ်ချင်တဲ့အင်းတွေသူတို့လှုပ်ချင်တဲ့ကိစ္စတွေကိုကိုကလုပ်ပေးတာပေါ့နော်အဲ့ဒါမျိုးနဲ့ခင်ဗျုံတို့ကအစီရင်တွေကိုစီရင်ပေးပါတယ်အစီရင်တွေလောက်ကြပြီဆိုလို့ရှိရင်ခုနကတော့ caution လိုမျိုးပဲ blessing ပေးချင်တာလား cast ကျိန်စာတွေပေးချင်တာလားအောင်ခင်ဗျုံတို့ကတတိထားဖို့လိုအပ်တယ်ဥပမာကျမ်းမာရေးကောင်းပါစေလို့ပဲပြောလိုက်မယ်ကိုကတော့ဒီအစီရင်လုပ်တဲ့ခါမှာဆူတောင်းတဲ့ခါမှာကျမကိုလာအပ်ထားတဲ့ပုံကိုကျမ်းမာရေးကောင်းပါစေလို့ဆူတောင်းလိုက်မယ်ကျမ်းမာရေးကောင်းရင်ပြီးရောပေါ့ကျမ်းမာရေးကောင်းပါစေဆိုတာကနောက်ဆုံးအဆုံးသတ်မှာတော့ကျမ်းမာရေးကောင်းသွားမယ်ဒါမဲ့အရှိမှာတော့ခွဲစိတ်အောင်ဟဲ့ဆရာမားတွေနဲ့တွေ့အောင်ဟဲ့ဆေးကူမားတွေနဲ့တွေ့အောင်ဟဲ့ဆိုတဲ့ဟာမျိုးတွေရှိနိုင်တယ်ဘာဖြစ်လဲဆိုတော့ blessing ဆိုပေမဲ့ကျိန်စာလိုပဲမပြီးပြည့်စုံတဲ့ဆူတောင်းတွေဖြစ်သွားလို့အဲ့တော့ခင်ဗျုံတို့ကကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့နှုတ်ကထွက်လာတဲ့အရာတွေနဲ့ဆူတောင်းခြင်းမပြုပဲဒီကြွလာပြီးတဲ့ပုံကိုပေါ့ဒီလူအတွက်တော့ဒီပုံကိုကလှုပ်ပြီးမယ်ဆိုရင်ဒီပုံကိုပြောခိုင်းတဲ့စကားအတိုင်းအောင်ပဲခင်ဗျုံတို့ကဣတိမရွေတလုံးမချံပြောရတယ်သူတို့ကကျမ်းမာရေးကောင်းပါစေကိုမှဘယ်လိုမျိုးကျမ်းမာရေးကောင်းပါစေလို့ဆူတောင်းမယ်လဲဒါမျိုးလေးတွေကိုသူတို့ပြောတဲ့အခါမှာကိုရီးယားသူတို့ပြောခိုင်းတဲ့အတိုင်းလုပ်ပေးရတယ်အဲ့တော့လာအပ်တဲ့သူတွေအနေနဲ့လည်းအထူးသတိထားမှာခင်အောင်မှမဟုတ်ဘူးတခြားဆရာတွေနဲ့လည်းအပ်ဖြစ်တဲ့အခါမှာနင်တို့ဒါလှုပ်လို့ပြောရင်ဒါပဲလှုပ်ဒါထက်ကြော်ပြီးမလှုပ်နဲ့ဒါထက်လျော့ပြီးမလှုပ်နဲ့အဲ့ဒီအတွက်ကြောင့်မို့လို့လွဲသွားတာနဲ့ကျိန်စာဖြစ်သွားနိုင်တယ်ဆိုတာကိုသတိပြုဖို့လိုတယ်နော်စီရင်နေလို့တယ်ဆိုတာကအရာအလုံးကိုအသစ်ပြန်ဖြစ်ချင်တာပေါ့လေအရာအလုံးကိုအသစ်ပြန်ဖြစ်ချင်လို့အစီရင်လောက်တာဖြစ်တဲ့အတွက်အစီရင်လောက်ပြီဆိုလို့ရှိရင်အစီရင်မလောက်ခင်တော့ဖြစ်ခဲ့တဲ့ပြဿနာတွေကဘာကြောင့်ဖြစ်တာလဲဆိုတာကိုပြန်တွေးအစီရင်လောက်ရပြီဆိုရင်ပြဿနာဖြစ်လို့လောက်တာအဲ့တော့ပြဿနာဖြစ်ပြီဆိုကြတဲ့ကတခုခုတော့မှားနေလို့ပြဿနာဖြစ်ကြတယ်နော်ကိုလည်းမှားသူလည်းမှားကိုလည်းနားလည်မှုလွဲသူလည်းနားလည်မှုလွဲ
အဲ့ဒါကြောင့်ဖြစ်ကြတာဥပမာကျမ်းမာရေးဆိုလို့ရှိရင်လည်းကိုကအစားမအနေထိုင်မစင်ခြင်းလို့ဖြစ်တာဒါမှမဟုတ်အိမ်တော်ရေးဆိုလို့ရှိရင်လည်းသူ့အရှော့မပေးကိုအရှော့မပေးသူကနားလည်မှုလွယ်ကိုကတေချာမရှင်းပြလို့ဖြစ်တာစီးပွားရေးမှာဆိုလို့ရှိရင်လည်းကိုအတွေ့အကြုံနဲ့လို့ဒါမှမဟုတ်ကိုပေါင်းသင်းဆက်ဆံရေးညံလို့ဖြစ်တာအဲ့တော့ကိုယ်တိုင်ကမမားခဲ့ပဲနေတော့ပြဿနာဆိုတာမရှိဘူးကိုယ်တိုင်ကအမားမရှိပါဘူးပလိန်ခံရတာဆိုရင်တော့အဲ့ဒါကကိုကညံ့လို့ပဲကို့မှာညံ့နေဆိုတဲ့အရေးချင်းရှိနေလို့ဒီပြဿနာတွေဖြစ်လာတာကျမကအကုန်တီးခံတယ်ကျမအရာရာတီးခံပေးနေတယ်ဒါအောင်မှကျမကိုပြဿနာတွေရှာနေတယ်ဆိုရင်တစ်ဖက်လူရဲ့အမြင်မှာကိုကတုံးအားတယ်လို့မြင်လို့ပြဿနာရှာတာလည်းဖြစ်နိုင်တယ်လို့ကိုကအရာရာကိုတီးခံနေလို့ပြဿနာရှာတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုတီးခန့်နေတယ်ဆိုတာကသူ့အတွက်ဥပိ္ပခါပြုတ်နေတယ်လို့ခံစားရလို့လည်းဖြစ်နိုင်တယ်အဲ့တော့ပြဿနာတွေဖြစ်ကြတယ်ဆိုတဲ့ကလေးကကို့အမှားမပါဘဲနေတော့ပြဿနာမဖြစ်ဘူးချိန်ချင်းမို့လို့ချိန်ကြတာနော်အဲ့တော့အစီရင်တွေလုပ်တယ်ဆိုတာကအစ်စ်တဖန်ပြန်ပြီးဖြစ်ချင်လို့လုပ်ကြတာအစအနေပြန်စချင်လို့လုပ်ကြတာဖြစ်တဲ့အတွက်ရှေးတုန်းကလုပ်ခဲ့တဲ့ကိုယ့်ရဲ့အမှုအကျင့်တွေကိုလည်းပြောင်းလဲပေးဖို့လိုတယ်အစီရင်ကိုပဲအားကိုးနေလို့မရအောင်နော်တတိတခြားတည်ရက်တည်တာမျိုးတွေပေါ့နော်အစီရင်တွေလုပ်ပြီးပြီဆိုလို့ရှိရင်မကောင်းတဲ့အတိတ်မကောင်းတဲ့နမိတ်မကောင်းတဲ့အမှုအကျင့်တွေကနေပြီးတော့တိကျရက်တည်လိုက်မှရမယ်အရင်တော့ကလုပ်ခဲ့တဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့အကျင့်တွေကိုဖယ်ထုတ်ပြီးတော့မကောင်းတဲ့အတားအဆီးတွေကဘာလဲဆိုတာကိုလည်းသိဖို့လိုတယ်အော်ငါကအစီရင်လုံးလိုက်ရင်တော့ကျမကြီးလည်းကောင်းသွားမှာပဲအဆင်ပြေသွားမှာပဲဆိုပြီးတော့အဖြေကိုမရှာဘူးဘာကကိုယ်တားဆီးနေရလဲလို့မင်းကိုယ့်ရဲ့မစင်မချင်းစားတောက်တဲ့စိတ်ကတားဆီးနေရဆိုရင်ဒါကိုနားလည်ဖို့လိုသလိုအဲ့ဒီမစင်မချင်းစားတောက်တဲ့အစားတောက်တွေနဲ့တိကျရက်တည်ဖို့လည်းလိုသလိုပူပေါင်းဆက်ဆံရေးဒီအစီရင်နဲ့လာပြီးပူပေါင်းဖို့လည်းလိုတယ်အစီရင်လုံးတဲ့ရည်ရွယ်ချက်ကိုသိဖို့လိုပြီးတော့အဲ့ဒီအစီရင်လုံးတဲ့ရည်ရွယ်ချက်အတိုင်းကိုကလိုက်နာတာမျိုးတွေအစီရင်လုံးတဲ့ရည်ရွယ်ချက်ကိုလေးစားဖို့တွေပူပေါင်းဖို့တွေလိုတယ်ဆိုကြပါစို့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကွဲချင်လို့လာလုပ်တယ်ဆိုရင်လေကွဲဖို့အတွက်လုပ်တဲ့ရည်ရွယ်ချက်ကိုသိရမယ်ကိုကိုလက်ပါချေပါလုံနေလို့ကိုကိုဖောက်ပြန်နေလို့ဆိုတဲ့အရာတွေကြောင့်ကွဲတယ်ဆိုရင်ဒီကွဲတဲ့ပြဿနာကိုသိဖို့လိုသလိုကိုကိုလက်ပါချေပါလုံနေတယ်ဆိုရင်အဲ့ဒါတွေနဲ့ဝေးတဲ့နေရာမှာတိကျရက်တည်ဖို့လိုတယ်သူလက်ပါချေပါလုံလို့မရအောင်လို့သူနဲ့ကိုယ်နဲ့ကြားမှာပြဿနာတွေနဲ့အောင်နေရမယ်သူဖောက်ပြန်နေတယ်ဆိုလို့ရှိရင်လည်းသူဖောက်ပြန်တာကြောင့်ကိုယ်စိတ်ခံစားရရင်သူဖောက်ပြန်တာကိုမသိအောင်လို့သူ့ကိုလိုက်မစုံစမ်းတာမျိုးတွေလုပ်ဖို့လိုတယ်ပူပေါင်းဖို့လိုတယ်ဆိုတာကွဲဖို့လုပ်ထားပါတယ်ဆိုမှသူ့ကိုသွားပြီးတော့တန်ရုံးစီရှိနေတာမျိုးသူ့ကိုသွားပြီးတနာနေတာမျိုးသူ့ကိုသွားပြီးချစ်နေတာမျိုး तू ကလာပါအောင်ငါတို့ဒိတ်ကြရအောင်ပြောလို့ပြန်ပါသွားတာမျိုးလေးတွေမလုပ်ဖို့လိုတယ်ဘာလို့ဆိုကိုကကွဲဖို့လုပ်ထားတာလေကွဲဖို့လုပ်ထားတာကိုတော့ပေါင်းနေလို့မရဘူးပေါ့နော်ဒါကအစီရင်ကိုလေးစားဖို့လိုလဲဆိုတဲ့သဘော creating giving receiving အစီရင်လုပ်တယ်ဆိုတာက create လုပ်လိုက်တာဖန်တီးလိုက်တာဖန်တီးပြီးသွားလို့ရှိရင်အစီရင်တွေကကိုယ်ပေးမှာပေးရင်ကိုကလက်ခံတတ်ဖို့လိုတယ်အစီရင်တွေကပေးတော့ပေးတယ်မထူးကြဘူးအခုချိန်ဒီဘာမှမထူးကြဘူးအစီရင်တွေဒါလောက်တာဆိုတာကိုကအစီရင်တွေပေးတဲ့ဟာကိုမှလက်သင့်မခံတာခုနကပြောသလိုပဲအစီရင်တွေလုပ်ပြီဆိုရင်အစီရင်တွေကိုလေးစားဖို့လိုတယ်အစီရင်တွေကိုလိုက်နာဖို့လိုတယ်အစီရင်တွေကိုကျင့်သုံးဖို့လိုတယ်အစီရင်တွေဘာကြောင့်လုပ်ခဲ့လဲအဲ့ဒီပြဿနာကိုပြန်ပြီးတော့တွေးတောတတ်ဖို့လိုတယ်အဲ့ဒီပြဿနာတွေကဘာကြောင့်ဖြစ်တာလဲကိုတွေးပြီးရင်အဲ့ဒီပြဿနာတွေထပ်မဖြစ်အောင်အဲ့ဒီပြဿနာတွေကနေရှောင်ဖို့လိုတယ်အဲ့လိုလုံးမှသာဒီအစီရင်တွေကပေးတဲ့ကံတရားကိုကလက်ခံလို့ရမယ်နော်အဲ့တော့အစီရင်တွေကိုလက်ခံလိုက်ပြီဆိုရင်အစီရင်တွေကပေးတဲ့ပျော်ရွှင်မှုနဲ့အတူပျော်ရွှင်ခြင်းဆိုတဲ့ဟာကိုရရှိမယ်ဥပမာကိုကကွဲချင်တယ်ဆိုလဲကွဲချင်တဲ့ရလက်ကိုရပြီးတော့ကွဲရင်ဝမ်းနေတာတော့ဝမ်းနေမယ်ဒါပေမဲ့ကွဲချင်တယ်ဆိုတော့ရလက်ရတဲ့အတွက်ဘယ်သူမှမဆိုပြောမှာပဲကိုကွဲချင်တာအောင်ကိုပေါင်းချင်တယ်ဆိုလို့ရှိရင်လည်းပေါင်းချင်တဲ့အရာလက်ရသွားတဲ့အတွက်ကိုကပြောမယ်အဲ့တော့အစီရင်နေဆိုတာကပျော်ရွှင်အောင်လုပ်ပေးတာအဲ့တော့ဒါခင်ဗျားတို့ကောင်းတဲ့အစီရင်တွေကိုလုပ်လို့ပျော်ရွှင်အောင်လုပ်ပေးရလို့ပြောတာနော်ခင်ဗျားတို့အောင်လန်းစီရင်မလုပ်ပေးပါဘူးနောက်ခေါက်ထပ်ပြောပါတယ်အဲ့တော့ပျော်အောင်လုပ်ပေးတဲ့အစီရင်တွေဖြစ်တဲ့အတွက်အချိန်တန်ရင်ပျော်ဖို့ဆိုရင်အစီရင်တွေကိုလေးစားလိုက်နာဖို့လိုတယ်နော်အဲ့တော့fearful confrontation နောက်အစီရင်တွေလုံးလိုက်တဲ့အခါမှာခင်ဗျားတို့အစီရင်လုံးဖို့အတွက် promote လုပ်နေတာမဟုတ်ဘူးအစီရင်တွေလုံးတိုင်းကောင်းတယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့အစီရင်တွေလုံးလိုက်တဲ့အခါမှာ fearful confrontation ဆိုရဲကြောက်ရွံ့မှုကင်းရမယ် fearful confrontation ဆိုတာကကိုဆရာကိုယုံကြည်ရမယ်ကိုအစီရင်လုပ်ပေးထားတဲ့သူကိုမယုံကြည်ရင်အစီရင်ကိုငကိုတွေကမအပ်နဲ့
အစီရင်ကိုလှုပ်ပေးတဲ့သူကိုယုံကြည်စိတ်ပျောက်ကင်းတဲ့တနေ့အစီရင်လှုပ်ပေးတဲ့သူကိုကြောက်ရွံ့သွားတဲ့တနေ့အဲ့ဒီအစီရင်တွေကစွမ်းထက်တော်မှလည်းမဟုတ်တယ်လို့အဲ့ဒီဆရာကလည်းကိုနဲ့အဆက်တော်မှမဟုတ်ဘူးအဲ့ဒီဆရာကမှားနေလို့ကိုကသူ့ကိုကြောက်ရွံ့သွားတာဆိုရင်တော့ဒါနောက်ထပ်ဆရာတယောက်ကိုရှာအဲ့ဒီဆရာကမှားယွင်းနေတာလည်းမရှိဘူးစီးပွားရေးတက်တက်လူမှုရေးလူမှုရေးတက်တက်ဒီပညာရပ်ပိုင်းဆိုင်ရာဟောကြားမှုကပညာရပ်ပိုင်းဆိုင်ရာဟောကြားမှုတက်တက်ခွဲထားရမယ်ခွဲထားပြီးတော့အမားမလုပ်ထားဘူးဆိုရင်တော့ကိုယ့်ဘက်ကစမှားရင်တော့ဒီအစီအရင်တွေကပြတ်ပြားသွားမှာပဲနောက်ခေုံပြောချင်တာဒီလိုမျိုးအစီအရင်တွေလုပ်ပေးတဲ့ဆရာတွေကကြောက်ရွံ့ရမှာမဟုတ်ဘူးပညာသည်တွေဆိုပြီးတော့ကုညီတောင်းတော့အကူညီတောင်းပြီးတော့အကူညီမလိုအပ်တဲ့ခါကျတော့ဒါကြီးကအောင်လန်းဆရာမကြီးဒါကအောင်လန်းဆရာကြီးဆိုပြီးတော့သွားစော်ကားတာမျိုးလည်းမလုပ်သင့်ဘူးသူ့ပညာနဲ့သူလေးစားမှုရှိရမယ်ကိုယ့်ကိုအကူညီပေးထားတော့ကတော့ဒူးထောက်မတက်ခါရနေပြီးတော့ကိုယ့်ကိုအကူညီမပေးတော့တဲ့တနေ့ကိုယ့်အကူညီမလိုတော့တဲ့တနေ့ကျမှ तू ကအောင်လန်းဆရာကြီးအောင်လန်းဆရာမကြီးငါတို့မပေါင်းတာကောင်းမယ်ငါတို့အဆက်ဆက်မလုပ်တာကောင်းမယ်ဆိုပြီးတော့လောက်ကြတဲ့သူတွေလည်းဒါကိုယ့်ရဲ့စိတ်စေနာအကျိုးပေးသွားပြီးတော့ကိုယ့်ရင်ထဲမှာအမြဲတမ်းကိုယ့်ရဲ့တစေကကိုယ့်ကိုခြောက်လန့်နေရမျိုးတွေဖြစ်တတ်တယ်เนาะအဲ့ဒါမျိုးလေးကိုပြောတာပါ sorry အဲ့တော့ခင်ဗျားတို့ကအစီရင်တွေလောက်ကြတယ်ဆိုတာကလက်ဆောင်ပနာတွေပေးတာမျိုးဖြစ်တယ်ကိုဘဝမှာတာမန်ကုသိုလ်လောက်ယုံနဲ့မရတဲ့အတိတ်ကကုသိုလ်နဲ့မရတဲ့ကံကောင်းခြင်းတွေဆုလက်တွေပေးဖို့အတွက်ဒီအစီရင်တွေကပေးတာဖြစ်ပြီးတော့အစီရင်လာတဲ့သူတိုင်းကိုခင်ဗျားတို့ရဲ့ဆောက်ရှောက်ပေးတဲ့ပုံကောကခလေးတွေဖြူစင်တဲ့ခလေးတွေအဖြစ်နဲ့မြင်ပြီးတော့ကူညီပေးတာဖြစ်တယ်အဲ့တော့ခင်ဗျားကလာပြီးတော့အပ်တဲ့သူကခင်ဗျားထက်အသက်ကြီးတဲ့သူဖြစ်ချင်းဖြစ်မယ်သို့တော့ခင်ဗျားအနေနဲ့ဒီလူရဲ့ soul ကိုခလေးတဖွဲပဲခင်ဗျားတို့ကတတ်မှတ်တယ်ဘာဖြစ်လဲဆိုတော့တီလာတမာတိအရာကြည့်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကတက်တဲ့နဲ့ကျင့်တဲ့နဲ့ကျင့်စဉ်တွေကျင့်မိတာဖြစ်တဲ့အတွက်လာမေးတဲ့သူတွေဒီခင်ဗျားတို့ရဲ့သားသမီးတွေပဲခင်ဗျားတို့ချစ်ချင်းမြတ်တာနဲ့အစီရင်တွေကိုလှုပ်ပေးတာဖြစ်တဲ့အတွက်အစီရင်လာအပ်တယ်အစီရင်လှုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တိကျတဲ့ရည်ရွယ်ချက်တွေရှိဖို့လိုအပ်တယ်လို့အစီရင်ကိုလှုပ်ပြီးကမှအစီရင်ကိုမလေးစားတာမျိုးအစီရင်လှုပ်ပေးတဲ့သူကိုမလေးစားတာမျိုးလည်းမလုပ်သင့်ဘူးဆိုတာမျိုးတွေကိုပြောတာဖြစ်ပါတယ်เนาะအားလုံးပဲဒီလောက်ဆိုရင်အစီရင်လှုပ်ပေးရဲဆိုတာဘာကြောင့်လဲဘယ်လိုတွေလောက်ကလဲဆိုတာကိုနားလည်မယ်ထင်ပါတယ်အားလုံးပဲစိတ်ချမ်းသာညီကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်နဲ့ဆန္ဒတသားနဲ့ကြပါစေเนาะ